ထောက်ကိုကိုင်ထောက်အော်ဟမ်ကြိုက်လိုက်မျိုးကြစိုးကြမျိုးစိုးညီတို့လေးတွေဘန်ကာအကွဲဆက်ပြီးကြီးလားကွဲဘယ်ကိုပါအောင်ပါတယ်ပြီးတော့လေသူမှဝမလုပ်ဘူးအခုလိုအပ်တဲ့လူပါနဲ့အကုန်လုံးသူတို့လိုအပ်တာမှလည်းအကုန်လုံးသူတို့မှအိမ်ပေါ်မှာနော်ကျမတို့မှတက်တည်ဆိုရင်အိမ်ပေါ်မှာဟုတ်ပြောလိုက်တော့ဒီထဲမှာဆရာအောင်သူနဲ့သူတို့ရှင်းလိုက်မယ်အခုကအရေးပေါ်အုပ်ချုပ်ရေးဥက္ခရာကိုယ်တိုင်ဖမ်းခိုင်းလိုက်တာစပါတာကိုဖုန်းခေါ်လိုက်အခုကျွန်တော်ပြောပြမယ်စပါတာနဲ့ဆိုင်ဘူးစပါတာနဲ့နေတာမဟုတ်စပါတာနဲ့ဆိုင်တဲ့လူတွေပြောလိုက်ဗျာနော်ရှင်းရှင်းလေးပဲခုဒီအိမ်နဲ့ဆိုင်တဲ့လူကိုပြောလိုက်လေသူတို့ရရှိပြောလိုက်ဒီမှာတူအောင်လို့ရတယ်ဓမ္မတုံးတော့ရရှိလို့ခေါ်နေပြီဆိုတာပြောလိုက်ဒီကိုကြည့်သူရောဆောအားတယ်လို့လေတွားပြီးသူရောလေဒီမှာဒီခက်ခက်လိုက်ခဲလိုက်လို့အဲ့ဒါမို့ရေးပေါ်အခုဒီအခုဒီကိုယ်တိုင်အခုဒီမှကြာနေတယ်ဒီလိုရောတောက်လုံးလို့ကြောက်တယ်အကုန်လုံးကိုကြောက်တယ်အကုန်လုံးဖြစ်လာတယ်ကြောက်တယ်မင်းရလည်းကြောက်တယ်ဒါလည်းပြောလိုက်တော့အိမ်ပေါ်မှာတက်ဖြုတ်လို့ရတယ်အခုကခက်ခက်ပါရေးပေါ်ဆိုရင် opera ကြီးခင်ဗျားတို့ကလိုက်ရှင်းနေလိုက်ခဲ့လိုက်လိုက်တယ်မရှိဘူးယူသွားတာဟုတ်ပြီနော်ဒီလောက်ကြီးဒီကိုတီးသူတွေကိုနှိပ်စက်တာကိုအော်တော့ကိုမစုံဘူးဟုတ်ပါပြီနှိပ်စက်တာဟုတ်ပါဒါနှိပ်စက်တာကြီးနိုင်ငံကြီးလောက်တာကြီးနိုင်ငံကြီးနဲ့စကားလိုက်ခဲ့လိုက်ဟေးရှာမရှိနဲ့တဲ့ဘာမှပြောလိုက်အောင်အဲ့ဒါမပါဘူးပြောတာအဲ့ဒါမပါဘူးစခန်းကလက်ခဲ့ပြီးပဲပြောတာစခန်းကြီးလက်ခဲ့တို့ကပြည်သူတွေလည်းဘာမှသိဘူးလေတို့ကဘာမှနားလည်ဘူးလေနင်တို့မှလည်းချစ်ကလေးကိုစခန်းလက်ခဲ့နေကြီးပဲခန်းကြောင်မှန်းသိလို့လေစခန်းကိုကြောက်လို့လေတို့ကဟုတ်တာတော့ဘာလို့လဲတော့ဟုတ်တာပါလေလောက်တာတော့မဟုတ်တာပါလေလောက်တာဟုတ်တယ်ရောင်းတာခုနကပြန်တော့ခင်ဗျာကျွန်တော်လုံးကဲတာလိုက်ခဲ့လိုက်စခန်းမှာကဲမယ်လိုက်ခဲ့တာတော့လားကျမပြောမယ်စခန်းမှာဆရာခဏလေးနေစခန်းမှာဒီအိမ်မှာအခါချင်းဝင်ဘာလို့ကြီးနိုင်ငံကြီးလောက်ကြတာတော့လောက်ဝင်နေအဲ့ဒီစကားကအနီးရောက်တဲ့နော်ဒီမှာကျမကဥပဒေကိုနားလဲတဲ့လူမလို့ကျမကစကားပဲပြင်မယ်အဲ့ဒီပြောတာလက်ညှိုးဒီလိုဒီလိုလာပါနေတော့လက်ညှိုးကအနီးရင်ထိုးတာလက်ညှိုးကအဲ့ဒီလက်ညှိုးကဘယ်သူရင်ထိုးလဲဆိုမင်းညာအနီးရောရင်ထိုးနေတာဒီလိုမျိုးမဟုတ်ဘူးဘာပြောလဲမဟုတ်ဘူးချုပ်ပေးမယ်ဆိုရင်စကားကိုလိုက်ခဲ့လိုက်ဒီကနေ့လက်ညှိုးထိုးခွင့်မရှိဘူးလားဘာလို့လဲထိုးတော့ကြတော့ဒီကနေ့ခင်ဗျားတို့ထိုးလို့ကြောက်လို့ပြန်ထိုးရတယ်လူရင်ထိုးလဲခုနကတော့သူ့ကိုယ်တိုင်လာကြတာကျောက်တော့ဘာမှမပြောရဘူးလက်ညှိုးထိုးတာဘာလို့ကိုလာလို့လဲအားခိုင်းလိုက်တာရှင်းလာရောကိုစားနာလို့စားနေမယ်ခိုင်းလိုက်ရှင်းလာတယ်အခုဒီတော့ဒီမှာဒီမှာပဲမလဲတော့ဗီဒီယိုဖိုင်လုံးဝမချဲနဲ့တော့အားလုံးရှင်းရပြီကြည့်တာနော်တော့ပါတခါခင်ဗျားလိုက်ခဲ့လေခင်ဗျားလိုက်ခဲ့အကုန်ဟောမှာနော်ခင်ဗျားတို့လေစီယုံရိုက်မရိုက်ရိုက်မဟုတ်ဘူးနေတော့ဘာလို့အောင်တာမရဘူးဟုတ်တယ်အောင်တန်းကြလိုက်ခဲ့လိုက်ကျမတို့အောင်တန်းကြတာတို့အေးလိုက်ခိုင်းမယ်ဒီလိုက်ခိုင်းလူသားမှုရတာလက်နဲ့ဒီခါတော့ပြောအောင်အေးစိတ်လိုက်တယ်အဲ့လိုအေးစိတ်လိုက်တယ်ရှင်းနေရှင်းနေရှင်းနေတော့ဒီအနောက်ဆက်နေခါခိုင်းတာအခုတော့ဖမ်းခိုင်းလိုက်ပြီနော်ဘာလို့လဲရှင်းနေဘာလို့ခိုင်းတာလိုက်ခိုင်းတဲ့လူတော့မရောက်တာမဟုတ်ဘူးဆက်ရမှာလားပေါင်းဝတရားနောက်ဆက်မှုနဲ့ကျမဖမ်းခိုင်းတာနော်ဘာဖြစ်လို့လက်ထိတ်ခဲ့လဲဆိုဝတရားနောက်ဆက်မှုနဲ့ဝင်လိုက်တော့မယ်အချောက်ထဲဝင်လိုက်တော့မယ်မင်းလေးဘယ်ရောက်သွားပြီတော့ခဏဗီဒီယိုရိုက်လိုက်ပါလိုက်တယ်ဖမ်းလိုက်ပါလို့တော့မှာလိုက်ပါလိုက်ရမှာပဲလေကျုပ်တို့ဝတရားနောက်ဆက်မှုနဲ့ဖမ်းတာဝတရားနောက်ဆက်မှုနဲ့ဖမ်းတာပြင်းမှုကဝတရားနောက်ဆက်မှုရှင်းပါရှင်းပါဝတရားနောက်ဆက်မှုနဲ့ဖမ်းတာလေအဲ့ဒီသမီးက
ရှက်လို့လို့ ဘာလို့တရားကြောင်းတော့ ဘာဝင်တရားလဲဆိုတာကကျမတို့လုပ်ငန်းလုပ်နေတာပြောတာ လုပ်ငန်းလုပ်နေတယ်ဘာလို့ပြောနေခင်ဗျာဒီလိုအားမပြောရင်ပြောရင်ဘာလို့ပြောရင်ဘာမှမဟုတ် စစ်သားအမိတ်ပါပြီးလားတဲ့တယ်လို့ မိတ်ပါမိတ်ပါပြီးတော့လုံးနဲ့ မဟုတ်ကျွန်တော်လိုက်တော့ဘူး ခိုင်းနေအောင်ငါတို့ကဒီကမှုခိုးမှုကြိုးလို့နာမဟုတ်ဘူး လက်ထိတ်မခတ်ဘူးလက်ထိတ်မခတ်ဘူးဒီတိုင်းလိုက်ခဲ့လိုက်ခင်ဗျားတို့မှန်းရလို့ ကျွန်တော်လာပြချင်းလိုက်လာဖို့လိုက်စဉ်းစားလာဖို့လိုက်တရားဥပဒေလုံးလုံးလုံးပြီးတိုင်းလာဖို့လိုက်ဟုတ်ပြီပြန်သွားမယ် ဟုတ်ပြီလားခင်ဗျားကိုခုတ်ပြပါမယ် လုံးလုံးဒီတိုင်းကိုပေါ်မှာအဲ့ဒါဆိုခုခုလိုက်လာတော့လုံးဒီတိုင်းကိုဟိုဖိုက်လာခိုင်းမှာပေါ့ ညတော်တော့ ဒီနေ့ပြောတော့ပြီးတော့တိုင်းလာဘာလို့ အဲ့ဒါဒီဒီတော့ ဘယ်လုံးလုံးဒီတိုင်းကိုပေါ်လာပါလားဝင်လာပါတယ်ဒီတော့တိုင်းချင်းနဲ့ပေါ်တင်ရိုက်တော့သူ့ဘက်ကပြောတာနော်ဒီတော့တိုင်းပေါ်တင်ရိုက်တော့သူ့ဘက်ကပြောတာတော့ဝယ်ရိုက်လို့ပေါ်တင်ရိုက်ခိုင်းတာလေ လက်သက်ရှိတဲ့တိုင်းပြီးဘာလို့အဲ့လောက်ထိတောင်းချမ်းတာတော့ ကျမတို့တောင်းရတာကျမတို့မရလက်လက်ခံတဲ့လူတရားမပါလာဘူး ဟာဒီမှာလေတရား ကျမတို့လည်းရောက် 6ယောက် 6ယောက်တောင်းရတာကျမတို့လည်းရောက်လက်လက်ခံတဲ့လူတရားမှမဝင်လာဘူး ဟောအဲ့မဲ့လေလက်သက်ရှိနေအဲ့ဒီမှာ ချိန်ခဲ့လား ချိန်လာဒီမှာချိန်ပါငါတော့ဒီလိုပြောတာ ဗီဒီယိုဖိုင်လာတယ် အကယ်ဒမီပေးမှာအကယ်ဒမီပေးမှာ ဗီဒီယိုဖိုင်လာတယ် ခင်ဗျားအကယ်ဒမီပေးမှာအကယ်ဒမီကိုပေးမှာနော်ခင် ဗီ ဗျား ဒီယိုဖိုင်ပါတယ် ဒီလူမဟုတ်ဘူး ဗီဒီယိုဖိုင်ပါတယ်လို့ မိမဆောင်တော့မဆောင် ဗီဒီယိုဖိုင်ပါတယ်လို့ဗီဒီယိုဖိုင်လာယူခဲ့ဗီဒီယိုဖိုင်မဖြတ်နဲ့နော် ဘာကဲပြောင်ဖြတ်ဘူး ရှင်းနေလာခဲ့လိုက်အကုန်လုံး ဟောကြီးနိုင်ရင်းနေပါလားဟာအေးမခဏကိုတလားကို မှန်တယ်ဒီဗီဒီယိုဖိုင်လာရှိတယ်ဒီဗီဒီယိုဖိုင်လာရှိတယ်ကျွန်မစကားပြေဒီမှာတက်တဲ့ဗီဒီယိုဖိုင်ရှိတယ် ဘာလို့မိုင်လိုက်တာလဲဟော အေးတင်းလုံးမဆိုးမှာပြောပါလား အေးကျိုင်းလုံးမဆွတ်ဆွတ်ခုဆွတ် ကိုယ်ကလည်းမလုပ်ဘူးလည်းပြောက်ပြောက်